Hello ကျွန်တော်တို့လုပ်ပြပါမဲဖင် V4 mission ဖွင့်ပြီဆိုတော့ကျွန်တော် V4 mission ဖြည့်နေလေးတွေကိုပြောပြပေးမှာဖြစ်ပါတယ်ဒါကတော့ V4 မှာဆော့တဲ့အချိန်မိနစ်60ရှိရမှာပါဒါကတော့ရန်သူ9ယောက်ကို Iran game မှာ SMG နဲ့တက်ပေးရမှာပါဒါက enemy ကိုပတ်နဲ့2ယောက်တိတိတက်ပေးရမှာပါဒီတစ်ခုကတော့ TDM မှာ10ယောက်တိတိတက်ပေးရမှာပါဒီတစ်ခုကတော့ V4 အတွင်းမှာ3ရက်တိတိလောက်ရင်ဝင်ပေးရမှာပါဒီတစ်ခုက classic မှုမှာ compositor 5ခုကောက်ပေးရမှာပါဒီတစ်ခုကလေဒီပေါ်ကစဉ်စဉ်ချင်း60စက္ကန့်အတွင်းမှာ1ယောက်တိတိတက်ပေးရမှာပါဒီတစ်ခုက level 3 hammer ကို2ချိန်တိတိကောက်ပေးရမှာပါဒီတစ်ခုက classic မှာ top 3 3ချိန်ရရမှာပါဒါကတော့ clan battle event မှာ contribution point 50ရရမှာပါဒါကတော့ randomat ရဲ့ ranging နေရာမှာဆင်းပေးရမှာပါဒါကတော့တငယ်ချင်း3ယောက်ကို BP ပေးလို့လည်းရတယ်လို့သူတို့ရှီကနေ BP ပြန်ရရင်လည်း mission ပြီးပါတယ်နောက်ဆုံးတစ်ခုကတော့ classic မှာ vehicle 2စီးကိုဖျက်ဆီးပေးရမှာပါ